ကျွန်တော်ရဲ့ YouTube channel လေးနဲ့ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့လုပ်ရမှာ YouTube မှာလည်းပုံမှန် video လေးတွေမတင်ဖြစ်ဘူးပေါ့နော်ဟုတ်ပဲကျွန်တော်ဒီနေ့တော့ကျွန်တော် Facebook ကနေဒီတရားညလာမေးတာလို့ပေါ့နော်သူတို့ရဲ့ Facebook မှာသူတို့ password ပြောင်းတာဘယ်လိုပြောင်းရလဲဘယ်လိုလုပ်ရမလဲ Facebook ပွင့်တာတွေက password ကိုတစ်ခါပဲထည့်တာအဲ့ password မမှတ်မိတော့ဘူးဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်လာပြီးတော့မေးကြတာပေါ့နော်ကျွန်တော်ရဲ့ YouTube မှာလည်းပို့ပြီးခဲ့တော့တင်ခဲ့ပြီးပါပြီအခုတစ်ခါကျွန်တော်ပြန်နေတင်ပေးမှာပေါ့နော်ဟုတ်ကျွန်တော်တို့ Facebook ထဲဝင်မယ်ပြီးကျွန်တော်တို့ဒီမြင်း3ချောင်းလာမယ်ဗျာနော်ဒီမြင်း3ချောင်းကိုလာမယ်ပြီးရင်ကျွန်တော်တို့မြင်း3ချောင်းလာပြီးတော့ဒီ setting ဆိုတာလေးကိုနှိပ်မယ်နော် setting ဆိုတာလေးနှိပ်ပြီးကျွန်တော်တို့ဒီမှာ password ဆိုတာလေးကိုတွေ့အောင်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာ password ဆိုတာလေးကိုဒါလေးနှိပ်ပြီးကျွန်တော်တို့တစ်ချက်ဝင်အောင်ပေါ့နော်ဟုတ်ပြီချက်ဝင်မယ်ကျွန်တော်တို့နှိပ်လိုက်မယ်နော်ကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ password နေရာကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒီမှာဒီ password နေရာကိုရောက်လာပြီဟုတ်ကဲ့ကျွန်တော်တို့ဒီ password လေးကိုနှိပ်ပါပေါ့နော်ကျွန်တော်ဒီ password လေးကိုနှိပ်မယ်နှိပ်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာသူပေးတာဒီမှာ change password ဆိုရယ်နှိပ်ပါနော်အဲ့ဒါမင်းကျွန်တော်တခုပြောပြချင်တာကျွန်တော်တို့ဒီ Facebook တွေမှာကျွန်တော်တို့ကကို Facebook က2 step တွေပိုင်းမှာခံတာ2 step တွေပိုင်းခံခြင်းနဲ့ဆိုရှင်ဒီမှာဒါပေါ့နော်ဒီ2 first step ဒီကောင်လေး2 full stop ခံတာတွေကဒီကောင်လေးပေါ့နော်ဒီကောင်လေးနဲ့ခံမယ်ဒါ password key တွေယူတော့ပေါ့နော် key တွေယူတဲ့နေရာဒါတွေကျွန်တော်တဖြည်းဖြည်းတစ်ခုချင်းစီနောက်တော့ video နဲ့တင်သွားပေးပါမယ်နော်အခုတော့ကျွန်တော်ဒီ password chain ကိုပဲကျွန်တော်တင်ပေးမှာနော်ဟုတ်ပြီဒီကောင်လေးနှိပ်တာမယ်နော်ဟုတ်ကဲ့ကျွန်တော်နှိပ်ပြီးနောက်တစ်ခါထပ်နှိပ်မယ်တစ်ဆက်နောက်တစ်ဆင့်ထပ်နှိပ်ပြီးဒီမှာကျွန်တော်တို့ဟိုမှာကိုကအရင်ဝင်လာတဲ့ Facebook စာဖွင့်လာတဲ့ဟိုဒါ password ကိုမသိတော့ဘူးเนาะဒီမှာလည်းဒါအသစ်ထဲမှာနေရတယ်ပေါ့နော်အော်ဒါကိုစဖွင့်ခြင်း password မသိတဲ့နေရာပေါ့နော်ဒီကောင်ဒီမှာအသစ်ထဲမှာနှစ်ခုပေါ့နော်ကိုကအဲ့ဒါတွေမသိတော့ဘူးเนาะကျွန်တော်ကမသိတော့ဘူးဆိုရင်ကျွန်တော်မသိတော့ဘူးအဲ့ဒါမသိတော့ဘူးဆိုကျွန်တော်ကဒီအောက်ဆုံးမှာရှိတဲ့force copy was နိုင်ပါဘောเนาะကျွန်တော်နိုင်မယ်အဲ့ဒါနိုင်ရမယ်ဒီလိုလုပ်ဖို့အတွက်လည်းကျွန်တော်ရဲ့ဖုန်းထဲမှာ Facebook စာဖွင့်ရတယ် Gmail လက်ခံရှိနေရအောင်ပေါ့เนาะ Gmail လက်ခံရှိရမယ်တချို့ဖုန်းဆိုင်ဆိုဖုန်းအသစ်မှာ Facebook တွေပါတယ်အကုန်လုံးဖွင့်ပေးကြဖွင့်ပေးပြီးရင်သူတို့ကစာရွက်လေးတစ်ခုနဲ့မှတ်ပေးတာရှိတယ်အဲ့မှတ်ပေးတာရှိပါတော့အဲ့ဒါ Gmail နဲ့ password ပေါ့နော်အဲ့ဒါကိုပဲဖုန်းကိုဖြစ်ဝင်လို့ရတဲ့ Gmail နဲ့ password ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ forward ပတ်တွေနှိပ်လာမယ်ခဏလေးစောင့်ပြီနော် forward ပတ်ကိုနှိပ်တယ်ဘယ်ပေါ်လာမနော်ဒီဘက်ပေါ်လာရင်ကျွန်တော်တို့ကဒီမှာကိုက Facebook ကို April နဲ့ချိန်ထားလို့ရှိရင်ဒီမှာအမှန်ချစ်တွေပေးတာပေါ့နော်ဒါမှမဟုတ်ကိုက email နဲ့ပဲချိန်ဆိုဒီမှာဒီကောင်လေးအဆက်တွေအမှန်ချစ်ပေးတာပေါ့နော်ဒါမှမဟုတ်ရင်ဖုန်းနံပါတ်ကိုအဆိုင်ပုတ်ခံရင်ဒီ login code လေးနှိပ်ပြီးသူအဆက်လေးပြီးလို့ရှိရင်တစ်ဖက်ပြောင်းပြီးရင်ကျွန်တော်တို့အဲ့မှာဖုန်းလေးကိုဟိုဒါကုတ်ကြတာပေါ့နော်ကုတ်6လုံးဖြည့်ပြီးသွားရင်တော့ရပါမယ်ဟုတ်ကဲ့ကျွန်တော်ကကြတော့ဘယ်ဥစ္စာကိုပေးတာလဲဆိုကျွန်တော်ကကျွန်တော် email ကိုပေးတာဆိုကျွန်တော်အမှန်ချစ်လေးချင်မှာပေါ့နော်အမှန်ချစ်လေးချင်မယ်ဟုတ်ကဲ့အမှန်ချစ်လေးချစ်ပြီးတော့သွားလိုက်အောင်ပေါ့နော်တစ်ဖက်ကိုသွားလာမယ်ခဏလေးစောင့်ပြီနော်သူကဒီ email တွေကိုသူကကုတ်ချပေးလိုက်ပြီလို့သူပြောကုတ်ချလုံးချပေးတာပေါ့နော်ဒီ email တွေကိုသူကကုတ်ချလုံးချပေးလိုက်ဒီ email တွေကိုနော်ဒီ email တွေကုတ်ချလုံးချပေးလိုက်ပြီ
အဲ့ဒါကိုကျွန်တော်က Gmail မှာသွားကြည့်ရအောင်ပေါ့နော် Gmail မှာတက်ကြည့်မယ်ကျွန်တော်တစ်ချက်ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီကုတ်ရရပေါ့နော်33944ဆိုတဲ့ကုတ်ရအဲ့ဒီကုတ်ကျွန်တော်တို့ကသွားပြီးတော့ထည့်အောင်ပေါ့နော်ဟိုတစ်ဖက်မှာပေါ့နော်ဟုတ်ကဲ့တစ်ဖက် Facebook မှာကျွန်တော်တို့ပြန်ထည့်အောင်ပေါ့နော် chain password နေရာမှာတော့ပြန်ထည့်မယ်ဟုတ်ပြီကျွန်တော်တို့သွားလိုက်မယ်ဒီခါလဲကျွန်တော်ခုနကြည့်ရတဲ့ကုတ်လေးထည့်မယ်33939လေးဟုတ်ကဲ့ဒီမှာကျွန်တော်တို့ password အသစ်ထည့်ပါမယ်နော်ဟုတ်ကဲ့ကျွန်တော်ခုန Facebook ကချပေးရတဲ့ code ထည့်တာဒီမှာ new password ဆိုတာတွေဒါမှထည့်ပါနော်ကိုစိတ်ကြိုက် password ထည့်လိုက်ပါနော်ထည့်ပြီးရင်ဟုတ်ကဲ့ကျွန်တော်တို့ထည့်မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ထည့်မယ် password ထည့်မယ်နော်ဒီမှာpassword ကိုလည်းကျွန်တော်တို့မှတ်မိလွယ်မဲ့ password ပုံစံတို့မဟုတ်ရင်တချို့ဆိုရင်နည်းနည်းစာလုံးကြီးအသေးလေးတွေနဲ့လောက်ပါတော့အခုပေါ့ဥပမာဆိုရင်အဲ့လိုရှက်လေးတွေနဲ့လည်းခံပေးပေါ့နော်အကြီးအသေးလေးတွေနဲ့လောက်ပေးအဲ့လိုလေးလောက်ပေးပြီးတော့ကျွန်တော်တို့password chain ပေါ့နော်အဲ့မျိုး chain ပေါ့နော်ပြီးလို့ရှိရင် password chain ကဒီကောင်လေးကိုအမှန်ကြည့်လေးချပြီးရင် name ဆိုတာလေးကိုနှိပ်မှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့အဲ့လိုနှိပ်ကိုနှိပ်ပြီးတော့ကျွန်တော် password chain တာပြီးပါပြီပေါ့နော်ဟုတ်ကဲ့အခုကကျွန်တော်ပြောပြဒါ password chain ကြီးလေးကျွန်တော်ပြောပြတော့တာဖြစ်တော့ဟုတ်ကဲ့တချို့လူတွေ password chain မတက်ရင်အခုကျွန်တော်ပြသလိုမျိုး like လုပ်ကြည့်ပေါ့နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေး like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်လို့အားလုံးမြတ်တရခင်ပါတယ်ခင်ဗျာ